အထီးဟီးရိုးတွေကိုအမာဟီးရိုးအနေနဲ့ဘာရှင်းပြောင်းပြီးတော့ထုတ်ဖို့ရှိတဲ့ Mobile Legends ဗီဒီယိုကြောင်းရာကိုကြားပြီးတော့ Eldox ကိုစကတ်ဝစ်ပေးမှလားတို့ဆန်းကမိတ်ကပ်တွေပြင်ပြီးတော့ခေါင်းဝင်ကြီးနဲ့ဖြစ်သွားမှလားတို့ခြောင်ကအချောက်ကြီးဂေးဟီးရိုးကြီးဖြစ်သွားမှလားလို့မထင်လိုက်ပါနဲ့အထီးဟီးရိုးတွေကိုအမာဟီးရိုးတွေအနေနဲ့ဂျန်ဒါပြောင်းပြီးတော့ထုတ်မယ်ဆိုတာကဥပမာပြောရရင်အလူဂတ်ဆိုတဲ့ hero version ကနေပြီးတော့ Eliana ဆိုတဲ့ gay hero version လဲဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်ဒီလိုပြောလို့အလူကကြီးကမိန်းကလေးပုံစံပြောင်းသွားမှာလားဆိုပြီးတော့လည်းမထင်ပါနဲ့ကျွန်တော်ဘယ်လိုပုံစံပြောင်းမလဲဆိုတာကိုရှင်းပြပေးပါမယ်ဘယ်ဟီးရိုးတွေပြောင်းမလဲဆိုတာအတိအကျမသိရသေးတယ်လို့ဒီသတင်းက confirm ဖြစ်တဲ့သတင်းတစ်ခုလည်းမဟုတ်သေးပါဘူးကောလာဟာလာအနေနဲ့ကြားထားတာဖြစ်တဲ့အတွက် entertainment အနေနဲ့ပဲကြည့်ဖို့အကြံပြုချင်ပါတယ်Mobile game နေမှာသူတို့မှရှိတဲ့ယောက်ျားလေးဂျန်ဒါဟီးရိုးတွေကိုမိန်းကလေးဂျန်ဒါဟီးရိုးအနေနဲ့ပြောင်းထုတ်တာက Mobile Legends ကပထမဦးဆုံးဖြစ်မှာမဟုတ်ပါဘူးသူ့ရှေ့မှာတခြားဆရာကြီး game တွေကထုတ်ခဲ့လုပ်ခဲ့ပြီးပါပြီအစောဆုံးအနေနဲ့မြင်ခဲ့ရတာက Dota 2 မှာဖြစ်ပါတယ် Dota 2 မှာဆိုရင်ငကိုတုန်းကယောက်ျားလေးဟီးရိုးကိုမိန်းကလေး version အနေနဲ့နောက်ထပ် version တစ်ခုပြောင်းပြီးတော့ထုတ်တယ်မိန်းကလေး version ကိုကြတော့ယောက်ျားလေး version အနေနဲ့ပြောင်းပြီးတော့နောက်ထပ် version တစ်ခုအနေနဲ့ထုတ်တယ်အဲ့ဒီဟာရီကိုပါဆာနာလို့ခေါ်ပါတယ်။ယောက်ျားလေးဂျန်နာဖြစ်နေတဲ့ဟီးရိုးကိုမိန်းကလေးဂျန်နာအနေနဲ့ပြောင်းပြီးတော့ထုတ်တာဘယ်လိုမျိုးလဲဆိုတာသိချင်တဲ့သူတွေအတွက်ကျွန်တော်ကဗဟုသုတအနေနဲ့နည်းနည်းပြောပြပေးပါမယ်။ Dota 2 ထဲမှာ Anti Mage နဲ့ Phantom Assassin ဆိုတဲ့ဟီးရိုးနှစ်ကောင်ရှိပါတယ်။ Anti Mage ကကြတော့ယောက်ျားလေးဟီးရိုးဖြစ်ပြီးတော့သူ့ကိုပါဆာနာအနေနဲ့ထုတ်ပေးလိုက်တာကမိန်းကလေး version ဖြစ်ပါတယ်။ဟီးရိုးတစ်ကောင်တွေကိုပဲပြန်ပွားထုတ်ထားတာမျိုးမဟုတ်ဘဲနဲ့ဝစ်စုံလောက်တူတာကလွဲရင်ဂျန်တဲ့ဒီဇိုင်းပါညာထားကမတူပါဘူး။ပြီးတော့သူ့ရဲ့ story line မှာလည်းအပြောင်းလဲဖြစ်သွားပြီးတော့ငကိုယောက်ျားလေးဟီးရိုးကလည်းယောက်ျားလေးဟီးရိုးကျန်နေတယ်လို့မိန်းကလေးဟီးရိုးကလည်းပဲသူ့ရဲ့ဇာတ်ကြောင်းအသစ်တစ်ခုထပ်ပြီးပေါ်လာပါတယ်နောက်ထပ်တစ်ကောင်ကကြတော့ Phantom Assassin လို့ခေါ်တဲ့မိန်းကလေးဟီးရိုးကိုယောက်ျားလေး version အနေနဲ့ပြောင်းပြီးတော့ထုတ်တာပါယောက်ျားလေး version ကိုအပြောင်းထုတ်တဲ့နေရာမှာတော့ရှေ့တုန်းကထုတ်တဲ့ persona နဲ့မတူဘဲနဲ့နောက်ထပ်စတိုင်တစ်မျိုးလုံးဝကွဲပြားတဲ့ပုံစံဟန်ပန်ကိုမြင်ခဲ့ရပါတယ်ထိုနည်းတူပဲ story line ကလည်းမတူပြန်ပါဘူးကြကြပြည့်ပြည့် story ကိုပိုင်ဆိုင်ထားတာမို့လို့ဒီလိုမျိုးလုပ်လို့ရပါတယ်Dota 2 မှာမဟုတ် Mobile Legends နဲ့အပြိုင်ဖြစ်တဲ့ HOK မှာလေယောက်ျားလေး version နဲ့ hero မိန်းကလေး version နဲ့ hero ကို hero တစ်ကောင်နဲ့မှာပဲနှစ်ခုပါတာမျိုးထုတ်ထားပါသေးတယ်ဆိုတော့ Mobile Legends ကဒီလိုလမ်းကိုလိုက်မယ်ဆိုတာကလေဖြစ်ကောင်းဖြစ်နိုင်တဲ့အရာပါပဲရှေ့မှာ senior ကြီးတွေလုပ်ပြထားတာဆိုတော့အမြဲတမ်းဟိုကူးတီကူလုံးနေကြမွန်တွန်းအတွက်တော့ကူးချင်ရင်လေကူအောင်ကူပါလိမ့်မယ်ဒါဆိုရင်အဲ့လို persona တွေထုတ်တာကအောင်မြင်လားဆိုတော့ Dota 2 မှာကတော့အောင်မြင်လိုက်မအောင်မြင်လိုက်ပါပဲHOK မှာလေးပဲကြိုက်တဲ့သူရှိတယ်လို့မကြိုက်တဲ့သူလည်းရှိပါတယ်ဆိုတော့ Mobile Legends မှာအောင်မြင်ပါလားဆိုတော့အောင်မြင်ကောင်းအောင်မြင်နိုင်ပါတယ်ဘာကြောင့်လဲဆိုရင်သူကအရှိတောင်အာရှမှာအောင်မြင်ဆုံးဖုန်းနဲ့တင်အသားအရကစားလို့ရတဲ့ mobile game တစ်ခုဖြစ်တာကြောင့်မို့လို့ဘာပဲအသစ်စမ်းဖြစ်ဖြစ်ဒီ game ရဲ့ consumer တွေကသဘောကျကြတာပါပဲအဲ့တော့ gender ပြောင်းထားတဲ့ hero version တွေဒါတကယ်လို့ရှိလာခဲ့မယ်ဆိုရင်မွန်တွန်းဘက်က creative ဖြစ်နဲ့သာလုပ်ပေးနိုင်ရင်တော့တော်တော်ကိုရောင်းကောင်းမဲ့ project တစ်ခုပါဒီ project ကတကယ်လာမလားမလာဘူးလားဆိုတာကျွန်တော်အတိအကျမပြောထားပါဘူးလာခြင်းလဲလာပါလိမ့်မယ်မလာခြင်းလဲမလာနိုင်ပါဘူးမွန်တွန်းဘက်ကသာလုံးမယ်ဆိုရင်သူတို့ရှိမှရွေးစရာတွေအများကြီးရှိပါတယ်ရှေ့မှာတော့ကဥပမာအနေနဲ့ပြောခဲ့တဲ့အလူကတ်ဟာလေးပဲအိုဟီရိုတကောင်ဖြစ်တယ်လို့လူကြိုက်များပြီးသားဖြစ်တဲ့အတွက်အပြောင်းလဲလုပ်ချင်လုပ်လို့ရပါတယ်ဂေးဘာရှင်းအနေနဲ့ထွက်လာရင်တော်တော်ကြီးကိုမှကိုင်းကျင်စရာစော့ကျင်စရာကြီးဖြစ်နေမှာပါနောက်ပြီးတန်ဖိုက်တာတွေကဂလူးဆိုရင်လည်းပဲဒီလိုအပြောင်းလဲလုပ်ဖို့အတွက်ကောင်းပါတယ်သူ့ရဲ့ပုံစံကငကူတွေကချွဲပြစ်ပြစ်ကြီးဆိုတော့ဖောင်နီဘာတွေပြောင်းပြီးတော့ဟီးရိုထုတ်မယ်ဆိုရင်ယောက်ျားလေးပဲထုတ်မိန်းကလေးပဲထုတ်အကောင်ပလောင်တစ်ခုခုပုံစံပဲထုတ်သူ့ပုံစံကိုကြည့်လိုက်တာနဲ့ပဲပုံစံမျိုးမျိုးကို flexible ဖြစ်ပြောင်းလဲနိုင်တာမို့လို့ဒီလို gender version အပြောင်းလဲတွေလုပ်မယ်ဆိုရင်ရွေးလို့ရပါတယ်အထူးသဖြင့်တော့ fighter hero တွေကဒီလိုမျိုး gay version အပြောင်းထုတ်ပြီးမယ်ဆိုရင်ယောက်ျားလေးပရိသတ်တွေအတော်သဘောခွေကြမှာပါမိန်းကလေး version တွေကရောထုတ်လို့ရလားဆိုရင်တော့ထုတ်လို့ရတာ maxman တွေတတိုက်ကြီးရှိပါတယ် mage တွေကိုခြံထားရင်ခြံထားလိုက်ပါဦး maxman တွေကချစ်စရာလေးတွေကိုယောက်ျားလေး version အနေနဲ့ပြောင်းလိုက်ရင်လေမိန်းကလေးပရိသတ်တွေကသဘောကျကြအောင်ပါပြီပြောရရင်ဒီ project ကမွန်တွန်းအတွက်မနစ်နာမဲ့ project တစ်ခုရှေ့က senior game ကြီးတွေကလှုပ်ထားပြီးသား idea ဖြစ်တယ်ဆိုပေမဲ့ခိုးချရတာနဲ့အရန်ကြီးမစိမ့်တော့တဲ့မွန်တွန်းကသူတို့သာဖြစ်အောင်လုပ်မယ်ဆိုရင်တကယ်ကြီးထွက်လာနိုင်မှာပါဆိုတော့ကြည့်နေတဲ့သူတွေထဲမှာတကယ်လို့ယောက်ျားလေး version ကနေပြီးတော့မိန်းကလေး version အနေနဲ့ထုတ်မယ်ဆိုရင်ဘယ်လို hero မျိုးကိုမြင်ချင်လဲထိုနည်းတူပဲမိန်းကလေး hero ကနေပြီးတော့ယောက်ျားလေး version hero ကိုထုတ်မယ်ဆိုရင်ရောဘယ်လိုကောင်မျိုးကိုကြည့်ချင်လဲပြောချင်ရင်ပြောခဲ့ပါဦးမပြောချင်လဲမပြောဘဲနေလို့ရပါတယ်ကဲဒါဆိုရင်တော့ဗီဒီယိုကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်ဒါမျိုးတွေကြည့်ရတာကြိုက်နေတတ်တယ်ဆိုရင် channel ကို like and subscribe လုပ်သွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်